အဲ့လိုဂျူးနေချိန်မှာပဲရန်လင်းလက်တဲ့ရာတစ်ခုရောက်လာလို့ကြီးလိုက်တဲ့ခါမှာရုပ်ချောချောကောင်းလေးဖြစ်နေပါတယ်ဘာမှမချက်တတ်ပေမဲ့ယူပါဒနာပြူရင်နဲ့ပါဝင်ကူညီလိုက်ပါရခင်ဗျာဟဲဟဲ Subscribe to my channel လုံးဝမင်္ဂလာပါခင်ဗျာ Mr. Lim Blog ကနေပြီးပြန်လည်ကြိုဆိုပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ Sunday Holiday ပိတ်ရက်လေးဖြစ်တဲ့အတွက်ကြောင့်တကယ်ချင်းလေးနဲ့အတူမော်လို့စားဖို့အတွက်ဈေးဝယ်ထွက်နေတာဖြစ်ပါတယ်ခင်ဗျာဘာမုံတွေလောက်စားမလဲဆိုတာသိကြရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်မေတ္တာရက်ခံပါတယ်ခင်ဗျာအခုပထမဆုံးကျွန်တော်တို့ချက်ဖို့ပြုတ်ဖို့အတွက်လိုအပ်တဲ့အသားငါးတွေနဲ့ဒီရွက်တွေကိုလဲတန်းစီထဲမှာဝယ်နေတာဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့တာဂီတာမှာရှိတဲ့တငယ်ချင်းရဲ့အိမ်ကိုအတူသွားပြီးတော့ချက်ပြုတ်စားတော့ကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုဆိုရင်တော့ဘာဝင်နေမှမသိတဲ့မိုင်းညို့ကိုတွေ့ရမှာပါစတာပါဗျာအခုကတော့ကျွန်တော်တို့လိုအပ်တဲ့ပေါ့နော်ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့မုတ်ဖတ်ဝယ်နေတာဖြစ်ပါတယ်အဲ့ချိန်မှာပဲရုပ်ချောချောတဲ့ကောင်လေးကဆက်ဖီဝင်ဆွဲသွားပြီးတော့ယူပါဒနာပြုသွားပါတယ်အဲ့ချိန်မှာပဲဈေးစစ်တဲ့မှာရအမှုဝယ်ဈေးကိုကြည့်လိုက်တယ်ဟာဈေးကြီးတယ်တော်ပြီဝယ်တော့ဆိုပြီးပြန်ချလိုက်တယ်ပြီးတော့ကိုရီးယားခင်တုပ်တွေကိုလိုက်ကြည့်တယ်ဒါဝယ်ရင်ကောင်းမလားဆိုပြီးတော့လိုက်ကြည့်နေစမှာပဲရုပ်ချောချောလေးနဲ့ထပ်ပြီးတော့ဆက်ပြီးဆွဲပြပေးသွားပါတယ်အဲ့လိုကြော်ညာပေါင်းဆိုဝင်နေစမှာပဲတကယ်ချင်းတွဲကပါကြော်ညာထပ်ပြီးတော့ဝင်လိုက်ပါတယ်အဲ့ဒါကတော့တကယ်ချင်းကသူ့ကောင်မလေးနဲ့3လပြည့် anniversary ရှိတဲ့အတွက်ကြောင့်ကူပြီးတော့ surprise တိုက်ပေးရပါတယ်အဲ့ချိန်မှာပဲဝယ်လာပါတယ်ဒါပေမဲ့ဝီတိုက်လိုက်တာ surprise မဟုတ်ပါဘူးကိတ်မုံကြီးပါဒါကတော့ဒီနေ့အတွက်အဓိကချက်ပြုတ်ပေးမယ်ကျွန်တော်တို့ရဲ့စပူမူကြီးပါအဲ့ချိန်မှာပဲစပူမူကြီးကသူများတွေအားကြရတာမော်နီရောပေါ့ရော့မုံစားဆိုပြီးလာချွေးပါပြီးတော့အစာပြေစားဖို့ဆိုပြီးလက်ဖက်သမင်းတွေကိုနေပါတယ်ခင်ဗျာအဲ့ဒီချိန်မှာပဲအတုတ်နေတဲ့နှစ်ယောက်ဘေးကို surprise တိုက်ခံရတဲ့အမကြီးရောက်လာပြီးနင်းတို့ရောဒီလို surprise တိုက်ခံရလဲဆိုပြီးတွားကျူးလိုက်ပါတယ်အဲ့လိုဂျူးနေချိန်မှာပဲရန်လင်းလက်တဲ့ရာတစ်ခုရောက်လာလို့ကြီးလိုက်တဲ့ခါမှာရုပ်ချောချောကောင်းလေးဖြစ်နေပါတယ်ဘာမှမချက်တတ်ပေမဲ့ယူပါဒနာပြူရင်နဲ့ပါဝင်ကူညီလိုက်ပါရခင်ဗျာဟဲဟဲဝေါလက်ဖက်သမင်းလေးကတော့ရလာပါပြီစားကျင်တော့စခရင်ရှာနဲ့ရက်လိုက်ပါခင်ဗျာအခုဆိုရင်တော့ကျွန်တော်တို့ရဲ့စပုံမီကပြောင်းမှုတွေကိုတပိုင်းချင်းပြအောင်ခုတ်ပြီးတော့လက်စွမ်းပြနေတာဖြစ်ပါတယ်ဒါပေမဲ့သူမင်းပေါ်ပြတ်တတ်လို့တော့မပြတ်ခဲ့ပါဘူးဟဲဟဲ sorryဒါလေးကတော့မာလာအနည်းထုတ်ဖြစ်ပါတယ်မာလာဟင်းနဲ့ထည့်စားရတာပါဒါလေးကတော့ခောက်ဆွဲကြောက်ထုတ်ဖြစ်ပါတယ်မတိမာဆိုလို့ဝေမျှပေးလိုက်ရပါတယ်ကျေးဇူးပါအခုဆိုရင်တော့ကျွန်တော်တို့ရဲ့စဖူမူကြီးကမာလာရှန်ကောထဲမှာထည့်ဖို့အရွက်တွေကိုတမြင်ချင်းစီနွားပြီးတော့တန့်ရှင်းပေးနေပါတယ်ဟုတ်ကဲ့ပါအရန်တော့ကျွမ်းကျင်တော့ဆိုတာတမြင်ချင်းစီကိုဒီတေခွာနေတာအရန် expert ဖြစ်ပါတယ်ဟင်းချက်လည်းရန်တော်တဲ့စဖူမူတငယ်ချင်းလေးဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့သူကတော့ single လို့ပြောပါတယ်လမ်းကြုံလူတငယ်ချင်းကိုဈေးပန်းဝင်ခင်းပေးတာပါကျေးဇူးပါဟုတ်ကဲ့ပါအဲ့ချိန်မှာတော့ရုပ်ချောချောနဲ့ကောင်လေးကရောက်လာပြီးတော့အကုန်လုံးဘာလုပ်နေမှမသိပေမဲ့ရုပ်ချောချောလေးနဲ့ဝိုင်းကူပေးရှာပါတယ်ပကံများတွေကိုယူပေးတယ်ပြီးတော့ဓားတွေကိုကင်လိုက်တယ်ပြီးတော့သူရုပ်ချောချောလေးနဲ့ပဲလိုက်ကူပြီးတော့ကြတော့အရွက်တွေကိုလိုက်တင်ပေးပါတယ်ခင်ဗျာဟယ်လိုမင်္ဂလာပါ peaceဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့အချင်းကြီးလုံနေကြတဲ့အပွဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုမြင်တွေ့ရမှာကတော့ရုပ်ချောချောလေးနဲ့မာလာဘတ်တွေကိုလှီးပေးနေတဲ့ရုပ်ချောကောင်လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်တို့အချင်းကြီးလုံနေတဲ့အဖွဲကလည်းကျွန်တော်တို့အချင်းကြီးတွေကိုလုပ်ဖို့အတွက်ငရုတ်တီးကိုကြိတ်ပြီးသွားတဲ့အတွက်ခွက်ထဲကိုပြန်ပြီးတော့ကြတော့ခွဲထည့်နေတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကနည်းနည်းမစားတာဖြစ်တဲ့အတွက်ကြောင့်သူတို့အချင်းကြီးကို2မျိုးပြုတ်လုပ်လိုက်ရပါတယ်အ
အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ရဲ့တအိမ်နဲ့မီးကွက်ပြီးပြတ်သွားတဲ့အတွက်ကြောင့်အောက်ထပ်ကိုဆင်းပြီးသူများအိမ်ကိုတွားပြီးချက်ပြုတ်လိုက်ရပါတယ်အခုဆိုရင်တော့ကျွန်တော်တို့မာလာရှန်ကောတဲ့ကိုထည့်ဖို့အတွက်အသားချောင်းတွေကိုကြိုပြီးတော့ကြတော့ညှက်ထားတာဖြစ်ပါတယ်ဒါပေမဲ့9နိုင်ထိုးတဲ့အထိမီးကမလာတဲ့အတွက်တစ်ဖွဲ့လုံးမာလာရှန်ကောကနေခောက်ဆင်ပလာသူကိုပြောင်းပြီးတော့ကြတော့လှုပ်ရှားလိုက်ရပါတယ်။ဒါပေမဲ့တနေ့ကုန်လုံးမောပန်းပင်ပန်းခံပြီးတော့ကြတော့ချက်ပြုတ်ခဲ့ရတာဆိုတော့ကြတော့အရန်ပဲစားကောင်းခဲ့ပါတယ်။တကယ်စားလို့မရတဲ့အတွက်ကြောင့်အားလုံးကိုစားပါအောင်လို့မကြွေးတော့ပါဘူး။ကျွန်တော်တို့စားတာပဲကြည့်လိုက်ပါ။ဘလောလေးကလည်းပြီးပါပြီ။ Bye bye